ကျေးဇူးအဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေရာမှာဖျားခင်ပို့ဆောင်မှုကြောင့်ဒီပြုံမှာရှိတဲ့ယုံကြည်သူမိဘမျိုးကိုမောင်နှမတွေနဲ့ဆုံတွေ့ခွင့်ရတဲ့အတွက်ဖျားခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဆိုတော့ယေရှုခရစ်တော်ဘုရားရဲ့မြတ်တာကအင်မတန်ကြီးမားလွန်းလာတာဖြစ်တယ်သူရဲ့မြတ်တာကကျွန်တော်မကောင်းတော့လေကျွန်ုပ်အပြစ်ရှိတော့လေကျွန်ုပ်ကိုချစ်တဲ့ဘုရားသခင်ဖြစ်တယ်လူတွေထင်တာကတော့ဟိုမှာဂီတာတီးနေတဲ့အင်ဂျီအီနီယွန်လေးနဲ့ကောင်လေးကတော့အရန်လိမ်မာတာပဲအပြစ်တစ်စက်မှမလုပ်မဲ့ကောင်မျိုးလူမျိုးပဲနော်လို့ထင်ပါပဲဒါပေမဲ့လူတွေမမြင်တဲ့ဒုစရိုက်ကျွန်တော်မှာအပြစ်ရှိခဲ့တယ်အရင်တော့ကနောက်တစ်ခုကျွန်တော်ငယ်ငယ်တုန်းကအကြောင်းတက်ဖို့အတွက်ကျွန်တော်စူးစမ်းခဲ့ဘူးတယ်ဆိုတော့မြင့်မြင့်ကြောင်းတက်ဖို့အတွက်ကျွန်တော်ကျောင်းမှာသွားတဲ့အခါတနည်းတော့ကျွန်တော်တက်ခွင့်ရလိုက်ပါတယ်တနည်းတော့ကျွန်တော်တက်ခွင့်ရလိုက်တယ်ဒါပေမဲ့အဲ့တနည်းမဖြစ်ခင်မှာပဲဘာဖြစ်လဲဆိုတော့ဒီကောင်လေးကတဲ့မျက်စိမမြင်တာမဟုတ်ဘူးတဲ့မျက်စိမြင်ရတယ်ဆိုပြီးကျွန်တော်ကိုကျောင်းကလက်မခံဘူးဖြစ်သွားတယ်ဆိုတော့ကျောင်းမတက်ရတဲ့သူတယောက်အတွက်ကျွန်တော်မှာငါဆိုတဲ့ကောင်ကတော့လောကမှာနေရင်အလကားပါပဲဆိုပြီးတော့ကျွန်တော်ဒုစရိုက်တွေဘောင်းအောင်ကျွန်တော်လုပ်ခဲ့ဘူးတယ်ကျွန်တော်ကျေနပ်အောင်ကျွန်တော်အများကြီးလုပ်ခဲ့ဘူးတယ်ဒါပေမဲ့ကျွန်တော်ကျေနပ်မှုရလားပျော်ရွှင်မှုရလားလို့ပြောရင်ပျော်ရွှင်မှုတစ်စက်မှမရခဲ့ပါဘူးပျော်ရွှင်မှုလိုက်ရှာရင်နဲ့ကျွန်တော်တနေ့မှာယေရှုခရစ်တော်ဘုရားနဲ့ကျွန်တော်တွေ့ခဲ့ပါတယ်သူ့ရဲ့မေတ္တာကကျွန်တော်မကောင်းတော့လဲချစ်တဲ့မေတ္တာဖြစ်တယ်ကျွန်တော်ဆိုးတော့လဲကျွန်တော်ကိုချစ်တဲ့ဘုရားသခင်ဖြစ်တယ်အဲ့ဒီမေတ္တာနဲ့ပတ်သက်တဲ့သခြင်းလေးကိုကျွန်တော်ဒီဆိုချီးမွမ်းခြင်းပါတယ်အရှိတိုင်းလက်ခံတယ်လို့အမိရပါတယ်ကျွန်တော်အပြင်းများမှန်သူသိတယ်ကျွန်တော်ဟန်ဆောင်တာသူသိတယ်ကျွန်တော်ကောင်းလို့မဟုတ်ပါမကောင်းတော့လေအချစ်တခုတည်းနဲ့သူလေးကျွန်တော်ကိုရွေးနှုတ်တယ်ကျွန်တော်ဘလို့ပုံစံဘလို့ချိုးမျိုးရှိတော့လေယေရှုကကျွန်တော်ကိုရှိတိုင်းလက်ခံတယ်ရှိတဲ့ရကခေါ်တဲ့အခါကျွန်တော်ခေါ်တဲ့ကိုလုံးမသွားပါဝိညာဉ်တော်မှာသာခြင်းနေလွမ်းချုံတာအရှိတိုင်းတို့ဝင်သာယေရှုဖျားသခင်မြတ်တာကအနိုင်ယူပြီး
ကကျွန်ုပ်ကိုရှိတိုင်းလက်ခံနေရှိတဲ့ရကခေါ်တဲ့အခါကျွန်ုပ်ခေါ်တဲ့ကိုလုံးမသွားပါဝိညာဉ်တော်မာသာခြင်းနေလွှမ်းခြုံတာရောက်တဲ့ရကလေပြန်ကရှိကိုရှိတိုင်းတို့နာယေရှုဖျားသခင်မြေတာကအနိုင်ယူပြီကျွန်တော်ဘလို့ပုံစံဘလို့ချိုးမျိုးမျိုးရှိတော့လေယေရှုကကျွန်တော်ကိုရှိတိုင်းလက်ခံနေရှိတဲ့ရကခေါ်တဲ့အခါကျွန်တော်ခေါ်တဲ့ကိုလုံးမသွားပါဝိညာဉ်တော်မာသာခြင်းနဲ့လွှမ်းခြုံတာရောက်တဲ့ရကလေတန်ကအရှိကိုရှိတိုင်းတို့ဝင်တာယေရှုဖျားသခင်မြေတာကအနိုင်ယူပြီယေရှုဖျားသခင်မြေတာကအနိုင်ယူပြီယေရှုဖျားသခင်မြေတာကအနိုင်ယူပြီအားလုံးဘုရားသခင်ကောင်းချီးပေးပါစေ